မှာသိန်း100ရှိလို့ရှိရင် ဘူး90တောင်မကြည့်ဘူး မဟုတ်ဘူးမာပြောတာတိချာနားထောင်မောင်လေးမှာသိန်း100ရှိရင်ဘု து ကိုပေးမှာလဲဘူဘူကိုပေးမှာလားမိုးမိုးကိုပေးမှာလား ပူဘာတော့ဘာတွေပြောနေရတော့ပူပူဆိုတာဘာတော့လာပူပူကိုပြောရလား ဘူဘူဆိုတာအောင်စပူကိုပြောတာမိုးမိုးဆိုတာဆိုင်းရင်မိုးကိုပြောတာအဲ့တော့မောင်လေးမှာသိန်း100ရှိရင်ဘု து ကိုပေးမှာလဲ ကီလိုကတဲ့ကောင်နှစ်ကောင် ဟုတ်တယ် သိရလေသူတို့တော့အရန်ချောတာချစ်ဖို့လည်းကောင်း ဟုတ်တယ်အဲ့ကောင်လေးပြောတာ သိန်း100ရှိ သိန်း100ရှိရင်ဘု து ကိုပေးမှာလဲမောင်လေးက သိန်း100ရှိအမေပေးမှာပေါ့ မဟုတ်ဘူးဘူဘူးနဲ့မိုးမိုးကိုဘု து ကိုပေးမှာလဲမေးတာမောင်လေးမှာသိန်း100ရှိရင် ကောင်းနေရရုပ်လာကြီးအမေကိုပေးမယ်လေအမေမွေးလို့လူချစ်လာလေ ဘူးနဲ့မိုးမိုးဘူးနဲ့မိုးမိုးသိရနော် သိရလေလာ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  ရောမှာလာလာအောင်မဟုတ်ဘူးဟုတ်တယ်အဲ့ကောင်နေ သိရ ဟဲ့မင်းတို့လူလိုမင်းလူလိုဖြေမင်းတို့မေးရရှင်းရှင်းလေးနော်ပတ်သက်သိန်း100ရှိတယ်ဆိုရင်ဘူးနဲ့မိုးမိုးကိုဘသူ့ပေးမှလဲလို့မေးတာကွာ ဩမေကိုလည်းလူလိုပြောနေရလေမင်းကောင်းအစင်းသားလေအမေကိုပေးမယ်လို့အမေကိုပေးမှာလေ အေးဟုတ်ပြီကွာသိန်း100အမေကိုပေးမယ် အမေကိုပေးမှာ ပေးလိုက် ပေးမှာ နောက်ထပ်သိန်း100ရှိရင် ဘသူ့ကိုပေးမလဲ ဩမရှိချင်းလိုက်လူပလိုက်မယ်လေ ဒီကောင်တော့ကြက်မပြေဘူးလားမသိဘူးလူကြီးရောလည်းရွဲ့ဆောင်းနေပြီ ငါလူလာရွဲ့ဆောင်နေရလောကကြီးရောအတဲ့မြင်တယ်တချို့ကောင်တွေကလူလာတဲ့တာလောကကြီးရောအတဲ့မမြင်ဘူးတရားလူရင်တဏှာဂျုံဖြစ်တယ်ကြားဘူးလားကြားဘူးမလဲထင်ပါဦး ကြားဘူးလေကွာကြားဘူးလေကွာ မကြားဘူးရင်လီးဘူးလို့မေးနေလား